မုံလုံးနီးလေးတွေမတင်နာကြလို့ဒီနေ့ chicken tikka crib လေးလုပ်ရင်းနဲ့ချစ်တို့နီးလာပြီးမျှဝေပေးတာဖြစ်ပါတယ်။အရင်ဆုံးစက်သားထဲမှာစားချင်းချက်သမီးနဲ့ထားတာပါ။ပြီးရင်တော့ပဲငယ်များရဲ့အကျဲထည့်ပါမယ်။ဒါတော့ chili sauce ပါ။မြို့သီးကြမ်းဘက်ထည့်ပါတယ်။စနွင်းမုံတီကာမဆလာတီကာမဆလာမရှိလေအရင်အသားမဆလာထည့်လိုက်ရပါတယ်ရှင်။ပြီးရင်နေပြီးတော့နှက်ထားပါတယ်စက်သားနှက်ထားတော့မှ crib လုပ်ပါမယ်ငါးနိုးတစ်ခွက်ကြီးတစ်ခွက်ကျုပ်တစ်လုံးပေါက်ထည့်လိုက်ပါတယ်ဂျုံမိုးကိုလည်းတစ်ခွက်ထည့်ပါတယ်ဂျုံကတော့ပတ်စုံ3ဂျုံပါထောပတ်နှစ်စွန်းထည့်ပါတယ်ရှင်ပြီးရင်တော့ blender ထဲမှာချိန်ထားပါမယ်စားလေးထည့်လိုက်ပါတယ်ပြီးရင်တော့မကက်တဲ့အိုးမှာထောပတ်တုပ်ပြီးတော့တစ်ချက်ချင်းစီခရစ်လေးလိုက်လုပ်ပေးလိုက်ပါတယ်ရှင်ရှေ့ချောက်ဥပုပ်လော်လဲလာတော့မှာဆိုတော့အိမ်မှာဟွာဖြစ်ဖို့မုတ်လေးလုပ်ချင်လဲဒီနည်းလေးကအရန်အဆင်ပြေပါတယ်အခုလိုမျိုးပဲခရစ်လေးတွေတစ်ချက်ချင်းစီလိုက်လုပ်သွားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့စက်သားနှက်ထားတာရပြီဆိုရင်တော့တဲဝဲမှာစီထည့်ပြီးတော့စက်သားလေးတွေကိုကြော်ပေးလိုက်ပါတယ်ပြီးရင်တော့စက်သားနှုတ်အောင်ရေလေးနဲ့ထည့်ပြီးတော့တင်ထားလိုက်ပါတယ်ရှင်စက်သားနှုတ်ပြီဆိုရင်တော့စက်တော်နီတုံးလေးရဲ့ငရုတ်ပွားအတုံးလေးတွေထည့်ပြီးတော့ခဏလောက်ငွေကြော်ပေးလိုက်ပါတယ်ငရုတ်ပွားမကြိုက်လို့ရှိရင်လည်းမထည့်ရင်ရပါတယ်ရှင်ကလေးငယ်တွေစားမယ်ဆိုရင်တော့ယူသီးကြမ်းပတ်မထည့်ခြင်းလည်းရပါတယ်ကဲအခုဆိုရင်တော့ crib ထဲမှာထည့်မယ်စက်သားလေးရသွားပါပြီပြီးရင်အေးခံပြီးတော့ mayonnaise နဲ့တိုမာတို ketchup လေးထည့်ပြီးတော့မှွေထားလိုက်ပါတယ်ကဲအခုဆိုရင်တော့အထဲမှာထည့်ဖို့အစာလေးရသွားပါပြီခုနကလှုပ်ထားတဲ့ crib ထဲကိုစက်သားအစာသွတ်ထည့်ပါမယ်ပြီးရင်တော့အပေါ်ကနေ mozzarella cheese လေးလိုက်ထည့်လိုက်ပါတယ်ရှင်ပြီးရင်ဟိုဘက်ဒီဘက်ခောက်ပေးလိုက်ပါတယ်လေယားကတ်နေအောင်ဂျုံမို့လေးကိုရေလေးဖြောထားတာကိုတုပ်လိုက်ပါတယ်ပြီးရင်အခုလိုမျိုးလေးကောင်းပုံလေးပြအောင်လိုက်ခောက်ပေးလိုက်ပါတယ်ရှင်ကဲအခုဆိုရင်တော့ကြော်ဖို့အဆင်သင့်ရသွားပါပြီပြီးရင်တော့တဲဝဲထဲမှာစီလေးနည်းလေးပဲထည့်ပြီးတော့ခောက်ထားတဲ့ crib လေးတွေကိုထည့်ကြော်ပေးလိုက်ပါတယ်ဝဲတစ်ဘက်လေးရဲနေအောင်လေးကြော်ပေးလိုက်ပါတယ်ရှင်သူကတစ်ခုဆိုလဲတစ်ခုအရန်ကိုစားကောင်းပြီးတော့တော်တော်ကိုပိုက်ပြေးပါတယ်အရာကလေးလည်းအရန်ကြိုက်ကြပါတယ်ချစ်တို့လည်းအိမ်မှာအသားမီမီလေးတွေအတွက်ကိုလှုပ်ကြွေးခြင်းနဲ့ဆိုရင်တော့ဒီနေ့လေးအရန်အဆင်ပြေပါတယ်ရှင်cheese ကတော့သူတို့အကြိုက်ပေါ့နော်ခုလိုမျိုး mozzarella cheese ဆွဲလေးနဲ့ရန်ကိုစားကောင်းတဲ့ chicken tikka crib လေးရသွားပါပြီအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်